Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီနေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားပါမယ်ပထမဆုံးအနေနဲ့တော့ကျွန်တော်တို့ဒါ Fabrizio Romano ကကျွန်တော်ပြောထားတာပေါ့နော်ဂါနာချိုက Manchester United ကနေလုံးဝထွက်ခွာတော့မှာဖြစ်တယ်ဆိုပြီးတော့ပေါ့နော်ကစားသမားနဲ့ကလပ်အသင်းကြားထဲမှာနှစ်ဖက်သဘောတူညီမှုရပြီးတော့ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်တယ်ပေါ့ဗျာသဘောတူညီဆုံးဖြတ်ချက်ချခဲ့ကြပြီပေါ့နော်ကာနာချူကလည်း United ကနေထွက်ချင်တယ် Manchester United ကလည်းငါတို့ကတော့မင်းကိုရောင်းချမယ်ပေါ့ Premier League မှာဒီဆက်ကစားနိုင်ခြေလေးရှိနေပြီးတော့ပေါ့နော် Premier League ကလည်းအသင်း3သင်းကကာနာချူကိုတော်တော်လေးစိတ်ဝင်စားနေရတယ် Leverkusen ကလည်းစိတ်ဝင်စားနေတယ်လို့ Italy ကလပ်တီရဲ့ဘက်ကလည်း Manchester United ထံကာနာချူနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မှုတွေပြုလုပ်ထားတယ်ဆိုပြီးတော့ Fabrizio Romano ကကျွန်တော်ပြောထားတယ်ဆိုတော့ဂါနာချိုရဲ့အပြောင်းအရွှေ့ကကျွန်တော်တို့ဒီ Europa League Final ပြီးကြတဲ့ကပေါ့နော်ဟိုသူ့အနာဂတ်နဲ့ပတ်သက်လို့ပြည်သက်တွေအတိုင်းအတာတစ်ခုထိလက်ခံပြီးသားဖြစ်မယ်ငါတို့တွေတော့ဂါနာချိုကိုအသင်းမှာဆက်ပြီးတော့မြင်ရဖို့မရှိတော့ဘူးဆိုတာသူတပင်းကတော့ဂါနာချိုဒီနဲ့ဟိုဘိုလိုဝဲအပြီးမှာပြောခဲ့တဲ့စကားတွေကဟိုသူ့ရဲ့အသင်းပေါ်တွေပဲဖြစ်စေနီးပြတွေပဲဖြစ်စေဘလို့မှလက်ခံခြင်းစရာအခြေအနေတွေဟုတ်မနေလို့ပဲဒါအပြင်နီးပြဖြစ်သူကိုယ်တိုင်ကလည်းဂါနာချိုကိုကျွန်တော်တို့ဒီရာသီချိုခြေတန်းပွဲစဉ်တွေအတွက်ကျွန်တော်ခေါ်သွားတယ်ရာသီပိတ်ခြေတန်းပွဲစဉ်တွေတော့ခေါ်သွားတယ်ဆိုပြီးမဲ့လို့ဘယ်လိုမှဒီကစားမနဲ့ပတ်သက်ပြီးတော့အသင်းမှာပေါ့နော်ဆက်ပြီးတော့ထားဖို့မဖြစ်နိုင်တော့ဘူးဆိုတာကျွန်တော်ကောင်းကောင်းသိရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အဓိကကကျွန်တော်တို့အနေနဲ့ဒီနွေရာသီအပြောင်းရွှေ့မှာ Manchester United တကယ်ဒီဂါနာချိုကိုရောင်းချနိုင်မှာလားပေါ့ဘယ်အသင်းကိုရောင်းချသွားမလဲဒါကိုပဲကြည့်ရမှာပဲအသင်းဘက်ကတော့ဂါနာချိုနဲ့ပတ်သက်ပြီးတော့ဗောနော်ရောင်းပြီးတော့ငွေရှာမယ်ရတဲ့ငွေကိုအသင်းမှာကွင်းလေလို့ဘာလို့အစားထိုးရမှာဆိုတော့ဂါနာချိုအပြင်ကို Marcus Rashford Sancho Anthony Santos เนาะဒီကစားသမားတွေဟာမဖြစ်မနေဆိုသလိုလက်လွတ်ရမယ့်ကစားသမားတွေအဖြစ်ယူဆထားကြတာဗျာဒါကြောင့်ဗောနော်ဂါနာချိုကတော့လက်ရှိမှာအသင်းကနေဂါနာချိုကိုယ်တိုင်ကလည်း okay ငါတော့ United မှာဆက်နေဖို့မရှိတော့ဘူးအသင်းကနေထွက်မယ်ပေါ့အသင်းရဲ့ဘက်ကလည်းဂါနာချိုငါတို့တော့မင်းကိုဆက်မထားနိုင်တော့ဘူးဆိုပြီးတော့နှစ်ဖက်စလုံးမှာပုံမှန်လေးရှိထားပြီးသားဂါနာချိုကိုယ်တိုင်ကအသင်းရှာဖို့လိုတယ်Manchester United ရဲ့ဘက်ကလည်းရောင်းချဖို့လိုတယ်เนาะဒါအပြင်တခုရှိတာက Premier League 3သင်းလောက်ကိုကစိတ်ဝင်စားနေတယ်ဆိုတော့ဒီကျွန်တော်ကတော့ဂါနာချိုကို Chelsea ကတော့စိတ်ဝင်စားတယ်လို့ထင်ပါတယ်ကျန်တဲ့အသင်းတွေဆိုပြဿနာမရှိဘူးဗျာဒါပါတော့အသင်းငယ်တွေပါတွေဆိုပြဿနာမရှိဘူးပေါ့နော် mid တွေပဲအသင်းကပလင်းဆိုပြဿနာမရှိဘူးဒါပေမဲ့အသင်းကြီးတွေပေါ့နော် top 6အသင်းတွေဘာတွေကိုကျွန်တော်ရောက်သွားလို့မဖြစ်ဘူးဆိုတာကဒီကိုစီမှာပေါ့နော်အခြေအနေမကောင်းပြီမြဲသူများစီမှာအခြေအနေကောင်းရင်ကောင်းပါဒါကလည်းအဆင်ပြေတယ်ပြဿနာမရှိသေးဘူးဒါပေမဲ့လို့ကိုနဲ့ဓာတ်ရိုက်ရှင်ပြိုင်ကစားမဲ့ပြိုင်ဘက်စီကိုတော့ရောက်သွားလို့ကျွန်တော်မဖြစ်ဘူးဓာတ်ရိုက်ရှင်ပြိုင်ကစားမဲ့ပြိုင်ဘက်စီကိုကျွန်တော်လက်လွတ်လဲရလို့ကျွန်တော်မဖြစ်ဘူးเนาะကျန်တဲ့ဥရောပကလပ်အသင်းတွေဒီလက်လွတ်ပြဿနာမရှိဘူးเนาะကျွန်တော်တို့အင်တာမီလန်ထန်လက်လွတ်ချင်တာလားเนาะနာပိုလီထန်ကျွန်တော်တို့စကော့မက်တူမီနီတို့လိုလက်လွတ်ချင်တာလားပြဿနာမရှိဘူးဗျာဒါပေမဲ့လို့ပေါ့เนาะကျွန်တော် United ပါပဲဒီ Premier League မှာရှိတဲ့เนาะဗာလေ Chelsea တို့ဘာတို့သူ့ကိုလိုချင်နေဆိုတဲ့အသင်းတွေကိုရောက်မသွားဘူးလို့ကျွန်တော်အရေးကြီးတယ်เนาะကျန်တဲ့ထားပါတော့เนาะ Brighton တို့ဘာတို့ကိုရောက်တာပြဿနာ Brighton ကတကယ်တမ်းပြောရင်ခေါ်တင်တယ်ဘာလို့လဲဆိုတော့မီတိုမာတော့ရှိတာပေါ့လေမီတိုမာတော့ရှိတာပေါ့ဒါပေမဲ့လို့ဂျာအိုပက်ထူတို့ဘာတို့ကထွက်မယ်ဆိုတော့ Brighton တို့ဘာတို့ကအမှန်ကန်ခေါ်ဖို့တင်တယ်เนาะဆိုတော့သူတို့ကတော့လက်လောဆယ်မှာဘာမှတော့တရင်မထွက်ဘူးပေါ့လေเนาะဘာပဲပြောနီးပြဖြစ်တဲ့ Eric Ten Hag ကလည်းဟို Leverkusen ထန်ခေါ်ကောင်းလဲခေါ်မှာပဲ Florian Wirtz တို့ဘာတို့ကထွက်မယ်ပေါ့နော် Eric Ten Hag ကိုယ်တိုင်ကလည်းခံစီ3ယောက်နဲ့သူကစားခြင်းမှာကစားတော့မှာဆိုတော့ဂါနာချိုတို့ဘာတို့ကအတိုင်းအတာတစ်ခုထိဒီ Eric Ten Hag ရဲ့အနာဂတ်မှာအရေးပါခြင်းလဲပါမှာပဲလေအဓိကတော့ပြောင်းရွှေ့ရေး United ဘက်ကဘလောက်လိုချင်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ခေါ်မခေါ်ကျူးပန်းမှာပဲဟွာဘက်ကနေပြီးတော့ Leverkusen ဘက်ကနေပြီးတော့เนาะဒါကြောင့်ဒီ Italy ကလပ်တွေရဲ့ဘက်ကလည်းစိတ်ဝင်စားတယ်ဆိုတော့စိတ်ဝင်စားတဲ့အသင်းတွေရှိတာကောင်းပါတယ်အခုချိန်ကြီးတော့ Premier League ကလပ်အသင်းတွေရောဘာကောအသင်းထန်တရားဝင်ကန့်လန့်လာတာမျိုးဒီကျွန်တော်ဘာမှမရှိသေးဘူးပေါ့နော်ဘာမှမရှိသေးဘူးဘယ်အသင်းကိုကျွန်တော်ရောင်းမလဲတန်း60လောက်ကျွန်တော်ရဖို့လိုပါတယ် Premier League အသင်းတွေဆိုလို့ရှိရင်တန်း60ကိုတောင်မှကျွန်တော်ကလွယ်ကူကူနဲ့လက်မလွတ်ရလေကောင်းနေပဲဒီကောင်တွေသိတယ်မလားကိုအသင်းကစားမကိုခက်ခေါ်ရလေကောင်းနေပဲဟုတ်တယ်မလားဒီကောင်တွေခက်ခေါ်လေကောင်းနေပဲဒါပေမဲ့လို့လက်ရှိချိန်ကြီးတော့အသင်းဘက်ကဘာမှတော့ဗောနော်ဘယ်အသင်းကမှတရားဝင်ချိတ်ဆက်လာတယ်ဆိုတာမျိုးမရှိသေးဘူးဆိုတော့ညီကတို့ရောလက်ရှိမှာဂါနာချိုနဲ့ပတ်သက်ပြီးတော့လုံးဝဘယ်အသင်းနဲ့လက်လွတ်ရလိမ့်မယ်လို့ကျွန်တော်ထင်ကြတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုချစ်သူများကြီးတင်ပါတယ်